ဒီနေ့မှာတော့ပုံမှန်ကြက်တောင်မဲ့ကြော်ရည်နဲ့မတူပဲကြွရွပြီးချင်းချင်းဆက်ဆက်လေးနဲ့စားလို့ကောင်းတဲ့ fish sauce chicken wing လေးကိုအတူတူကြော်စားကြည့်ရအောင်နော်ပထမဆုံးကြက်တောင်မဲ့လေးကိုအရင်ရတာနှက်ပါမယ်အရသာနှက်တဲ့အခါမှာငမ်းမြရည်ကိုအဓိကသုံးပါမို့ချိုငံတိတိစွာထုတ်ထားတဲ့ထိုင်းမစွတ်တုံငမ်းမြရည်လေးကိုသုံးပါမယ်ရှင်စီကြောတန့်စင်ထားတဲ့ကြက်တောင်မဲ့လေးတွေထည့်ပါမယ်ဟင်းခတ်မုံထမင်းစားစွန်းနှက်စွန်းရုပ်ကောင်းမုံအနှဲငယ်ထည့်ပါမယ်ပစွန်ထုံးငမ်းမြရည်လေးကိုထမင်းစားစွန်း9စွန်းလောက်ထည့်ပါမယ်ရင်းကျက်သမှုထောင်းထားတာတွေကိုလည်းအရေးညစ်ထည့်ပါမယ်။တမသွားအောင်နဲ့ပြီးရင်တော့ကြက်တောင်ပန်လေးတွေကိုအနည်းဆုံး2နာရီလောက်နှက်ထားပါမယ်ရှင်။ကြက်တောင်ပန်လေးနဲ့ကတ်ကြော်ဖို့ပြောင်းကော်မုံထမင်းစားစွန်း5စွန်းဆန်မုံထမင်းစားစွန်း5စွန်းထည့်ပါမယ်။စားနဲ့ငယ်ရောထည့်ပါမယ်။စီပူလာတဲ့ခါမှာတော့ကြက်တောင်ပန်လေးတွေကိုအမုံလေးနဲ့ကပ်ပြီးကြော်ပါမယ်။ကြက်တောင်ပန်လေးတွေကြော်တဲ့ခါမှာစီကိုနည်းနည်းမဟုတ်ခဲများများထည့်ပြီးကြော်ပေးပါနော်။ဒါမှကြက်တောင်ပန်လေးတွေကအပြင်းပိုင်းကျွတ်ရပြီးအတွင်းမှာလည်းနူးနူးညံ့ညံ့လေးနဲ့ပို့ပြီးစားကောင်းစေပါတယ်။ကြက်တောင်ပန်လေးတွေအယောင်ရဲလာရင်တော့ဆယ်ထားပါမယ်။ဆော့လုပ်ဖို့အတွက်ကြက်သွန်ဖြူငရုတ်သီးတို့ကိုနုံနုံဆင်းထားပါမယ်။တခြားထမင်းစားစွန်း2စွန်းရေအနှဲငယ်ထည့်ပါမယ်။ငမ်းမြရည်လေးကိုလည်းထမင်းစားစွန်း9စွန်းလောက်ထည့်ပါမယ်။ပရီမီယံ brand ဖြစ်တဲ့ပစွန်တုံးငမ်းမြရည်လေးကအတုပ်အထောင်းနေတဲ့ထည့်သုံးရင်လည်းရတော့ကိုပိုပြီးပြည့်စုံစေပါတယ်။တမယာကြီးလေးထည့်ပါမယ်။နှုတ်နှုတ်ဆင်းထားတဲ့ကြက်သွန်ဖြူငရုတ်သီးတို့ကိုလည်းထည့်ပါမယ်။ဟင်းခတ်မုံလေးနည်းငယ်ရောထည့်ပါမယ်။နောက်ဆုံးမှာတော့ညှက်ထားတဲ့နန်းနန်းလေးထည့်လိုက်ရင်တော့ sauce လေးရသွားပါပြီ။ကြော်ထားတဲ့ကြက်တောင်ပန်လေးထည့်ပါမယ်။ sauce လေးထည့်ပြီးတော့မှုေပေးထားပါမယ်။ sauce လေးနဲ့တမသွားအောင်နယ်ပြီးသွားရင်တော့ချင်းချင်းဆက်ဆက်လေးနဲ့စားလို့ကောင်းတဲ့ fish sauce chicken wing လေးရသွားပါပြီ။